မင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့ပေါ့နော်graphic designer တွေဒါမှမဟုတ် design ဆွဲတဲ့သူတွေပေါ့နော်စိတ်ဒုက္ခဖြစ်စေတဲ့ဒါမှမဟုတ်စိတ်ရှုပ်စေတဲ့ပေါ့နော် annoying ဖြစ်စေတဲ့အချက်၅ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ Nick ဒီ video ကိုလောက်ရခြင်းအကြောင်းရင်းကကြတော့ဘယ်လိုပြောမလဲNick ကိုယ်တိုင်ကလည်း graphic designer လို့ကောင်းစင်မတက်ချင်ပေမဲ့ Nick ကတော့ design တွေပါဆွဲပေးတယ်ဒါပေမဲ့အရင်ကြီးမတော်ဘူးပေါ့နော်အားကြောင့်မလို့ကို graphic designer လို့မပြောရပေါ့နော်ဒါပေမဲ့အလုပ်တွေပါရေးဝယ်လို့ရှင်တော့ graphic designer လို့ပဲသုံးနေပေါ့နော်တချို့ကျတော့လည်း graphic designer မဟုတ်ဘူးဒါပေမဲ့design ဆွဲပေးရယ်design တွေပါဆွဲပေးရလုပ်ပေးရပေါ့နော်ဆိုတော့ Nick ကကျတော့ဒီလိုလုံးနေကြတနေ့နဲ့လောက်တော့ရှိပြီပေါ့နော် experience ရပြောတာပဲဖြစ်ပါတယ်ဆိုတော့ဒီ video လောက်အချင်းအကြောင်းရင်းက digital ဘက်တွေမှာပို့လောက်တာများတော့ဘယ်လိုမျိုးစိတ်ရှုပ်စရာအရာကြီးတွေ့ရတယ်စိတ်ရှုပ်စရာအရာကြီးတွေ့ရတော့ဒီအရာတွေကိုဘာသာပေါ့နော်ဘယ်လိုပြောမလဲဒီအရာတွေကငါတယောက်တည်းခံရမှာမဟုတ်ဘူးပေါ့နော်ငါလိုမျိုးတခြား design ဆွဲတဲ့သူတွေလည်းရှိရပေါ့နော်ဆိုတော့အဲ့လိုလူတွေနဲ့ relate ဖြစ်ချင်တာလည်းပါတယ်အဲ့တော့ကိုရိုင်းကလည်းဒီ video ကိုအဲ့လို entertainment တစ်ခုအနေနဲ့ပေါ့နော်ဒီအပြင်လောက design လောကမဟုတ်ဘဲနဲ့အပြင်လောကသူကြီးသိအောင်လည်းလုပ်လိုက်တာလည်းပါပါတယ်ဆိုတော့ပထမဦးဆုံးအချက်အနေနဲ့ကဘာလဲဆိုတော့ extraction တွေတေချာမပေးတတ်တာတော့crazy တွင်ကြပုံစံတော့ crazy တွင်ကြလိုချင်ပြီးတော့ဘယ်လိုပြောမလဲကိုရိုင်းကပေါ့နော် extraction ကို crazy တွင်ကြမပေးနိုင်တဲ့အရာတွေပေါ့နော်ဆိုတော့ဥပမာပြောရလို့ရှိရင်design တစ်ခုလိုချင်တယ်ပဲထားFacebook content ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော် content တစ်ပုဒ်ကိုဥပမာအယောင်background နောက်တော့ theme နောက်တော့စားတဲ့ဥစ္စာတွေကိုဥစ္စာတွေပေါင်းစပ်မှပဲdesign တစ်ခုဆိုတာဖြစ်လာတာပေါ့နော်အရာတွေအားလုံးကိုတေချာဘယ်လိုပြောမလဲကောင်းကောင်းမွန်မွန်လိုချင်လို့ရှင်ကိုယ့်ဘက်ကလည်းကောင်းကောင်းမွန်မွန်တေချာလေးပေါ့နော်အတွင်းဘယ်လိုပြောမလဲအတိအကျပေါ့နော်အသေးစိတ် instruction ပေးတတ်ရတယ်နောက်မို့ဆိုလို့ရှင်တစ်ဖက်လူကဘယ်လိုလုပ်ပေးရမလဲမသိဘူးနှစ်ချီပြီးတော့ design ဆွဲလာတဲ့သူတွေဆရာကြီးဖြစ်သွားတဲ့သူတွေကြတော့လေပြောတဲ့ဥစ္စာကိုသဘောပေါက်တယ်ဒါပေမဲ့တချို့ rookie တွေဒါမှမဟုတ်ပေါ့နော်အခုမှအလုပ်အတူတူစလုပ်တဲ့သူတွေကကိုဘာလိုချင်လဲဆိုတာသူတို့မသိဆိုတော့အကယ်လို့ကိုဘက်က design တစ်ခုကိုတေးသေးချာချာလှပလေးလိုချင်တယ်လို့ရှင်ကိုဘက်ကလည်းတေးချာ instruction ပေးဖို့လိုတယ်အကယ်လို့ကိုဘက်က instruction မပေးတတ်ဘဲနဲ့တစ်ဖက်လူကိုလည်းအသေးစိတ်လောက်ခိုင်းဖို့မမျှော်နေစေချင်ဘူး graphic designer တွေဆိုတာ design ဆွဲပေးရဘီဒင်ဆရာတွေမဟုတ်ဘယ်လိုပြောမလဲအနာဂတ်ကိုဟောပေးရတဲ့သူတွေမဟုတ်ဆိုတော့အဲ့တစ်ဖက်ခေါင်းထဲမှာကိုယ့်ရဲ့ခေါင်းထဲမှာဘာဖြစ်နေရဆိုတာကိုသူများမသိတော့ကိုရိုင်းကတိချာပြောပြပေးရမှာကိုယ့်ရဲ့တောင်းအဲ့ဒါမှမပြောပြနိုင်လို့ရှင်တော့ကိုကအတုံးမကြလို့ပဲနောက်တော့မဟုတ်ဘူးလေဒါမင်းတို့လောက်ရမယ့်အလုပ်မဟုတ်လားမင်းတို့ design ဆွဲရမှာမင်းတို့အလုပ်လေးဆိုတော့ဟုတ်တယ် design ဆွဲရမှာကျွန်တော်တို့အလုပ်လိုချင်တဲ့ design ကိုတေချာပြောပြပေးရမှာဒီ client နေဘယ်လိုပြောမလဲအလုပ်ရှင်တွေရဲ့အလုပ်ဆိုတော့ကိုယ်လုံးနဲ့ကိုရှိရယ်ကိုကအပေါ်ကပဲဘယ်လိုပြောမလဲလိုချင်တဲ့ပုံစံကိုဖြစ်လို့ပြောလိုက်လို့ရှိရင်တော့အောက်ကလည်းဖြစ်လို့ပဲလုပ်ပေးမှာပဲတေချာလုပ်ပေးရင်တော့မှကိုစိတ်တိုင်းကြမထွက်လာဘူးဆိုလို့ရှိရင်တော့အဲ့ဒါကို expression ပြရအသုံးမချလို့ပဲဒါပေမဲ့တစ်ဖက်မှာလည်း design ဆွဲတဲ့သူမှလည်းအမှားမရှိဘူးလားဆိုတော့ရှိတတ်တယ်ဒါပေမဲ့3-4-5 ကလောက်လည်း3-4-5 ကလောက်ပြင်လို့design ကမထွက်လာသေးဘူးဆိုလို့ရှိရင်တော့ကိုဘက်ကသူ့ကိုတေချာ briefing ပေးဖို့လိုနေပြီအားလေးတစ်ခုပေါ့နော်နောက်တစ်ခုကကြတော့ဒါ freelance လုပ်တဲ့သူတွေကြုံရမယ့်ကိစ္စလို့တော့ထင်တယ် Nick တော့ freelance တစ်ခါပဲလုပ်ဖူးတယ်client ကအရင်ကြီးတော့အဲ့နောက်ပိုင်းမလုပ်တော့ experience ပေါ်မှာမူတည်ပြီးတော့ပေါ့နော် judge လုပ်တာဘယ်လိုပြောမလဲလူတွေကဝေဖန်တာပေါ့နော် designer တယောက်ဝေဖန်တာဆိုတော့အဲ့လိုမျိုးပထမဦးဆုံးအနေနဲ့မဖြစ်သင့်ဘူးလို့ထင်တယ်ဘာလို့မဖြစ်သင့်ဘူးလဲဆိုတော့designer တယောက်မှာ skill ရယ်ဘယ်လိုပြောမလဲ experience ဆိုတာရှိရကွာထားလိုက်ပါတော့ဒီတယောက်ကအခုမှဒီလောကရဲ့စာဝင်လာတာလားနဲ့ပဲရှိသေးတယ်သူစီမှာ design မအပ်ချင်သေးဘူးဒါပေမဲ့သူ့ design ကိုရောကြည့်ပြီးွားကြီးလားသူ့ကိုရော
ခွင့်ရေးပေးပြီးွားကြီးလားအဲ့လိုမျိုးကြီးရလည်းရှိသေးရပေါ့နော်ဒါလို့ကိုက client တယောက်လုပ်ငန်းရှင်တယောက်သာဖြစ်တယ်ဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီဇိုင်နာတယောက်ကိုပေးစူးစမ်းတင်တယ်လို့တော့ထင်တယ်အဲ့တယောက်က rookie ပဲဖြစ်ဖြစ်ဒါမှမဟုတ်ပေါ့နော်မကြသေးတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကိုတော့ပေးပြီးတော့ chance ပေးစေခြင်းနဲ့မြင်စေခြင်းနဲ့သူတို့ရဲ့လမ်းစာကိုပေါ့နော်ဆိုတော့အဲ့ဒါတခုရှိရဲအဲ့တခုကတော့ Nick လုံးဝအမုံဆုံးဘယ်လောက်တော့မုံဆုံးလဲဆိုတော့ပြောပြမယ် infinity mistakes လို့ခေါ်ရပေါ့နော်ဒါကတော့ဟိုသုံးကြလားမသုံးကြလားမသိဘူး Nick ကတော့အဲ့လိုခေါ်ရပေါ့နော် infinity mistakes ဆိုတာဘယ်လောက်ပြင်လို့မပြီးတော့တဲ့အမားတွေဆိုတော့ပထမဆုံးပြောခဲ့လို့ပဲကိုရိုင်း instruction တေချာ clear ဖြစ်နေမှာတစ်ဖက်လူကလည်း design ဆွဲရအဆင်ပြေမှာကွာမပြီးနိုင်တဲ့အမားတွေထားလိုက်ပါတော့စာမကြိုက်ဘူးစာပြင်ပြီးပြန်ပို့တယ်အယောင်မကြိုက်ဘူးအယောင်ပြင်ပြီးပြန်ပို့တယ် background မကြိုက်ဘူး background ပြင်ပြီးပြန်ပို့တယ်ထည့်ထားတဲ့ elements တွေမကြိုက်ဘူးတေးလိုက်တော့ဆိုတော့အဲ့လိုမျိုးလုပ်လို့မရဘူးဥပမာ design အဲ့လူက design ပြင်ပြီးပြီနောက်ဆုံး final design ကိုပြလိုက်ပြီဆိုတာနဲ့ကိုရိုင်းကမျက်စိနှလုံးပါလို့ရှိရင်အဲ့ design ကိုတေချာကြည့်ဒီထဲကစတေချာကြည့်ဒါကပေါ့နော်ကိုလုပ်ငန်းကိုတေချာလောက်ကိုင်နေတဲ့လုပ်ငန်းရှင်တွေကိုပြောတာပါလုံးနေတဲ့ design ကိုတေချာကြည့်ပြီးလို့ရှင်ကိုဘာမကြိုက်ဘူးလဲမှတ်ထားတစ်ခုချင်းစီမှတ်ပြီးွားလို့ရှင် designer စီပြန်ပို့ဒါတွေကတော့ကျွန်တော်မကြိုက်ဘူးဘာလို့လို့မကြိုက်လဲဘာဖြစ်နေလို့အဲ့လိုမျိုးပြောပြီးရင်လုံးဝအဆင်ပြေ design ဆွဲရတဲ့သူအတွက်လုပ်ငန်းရှင်တယောက်အနေနဲ့လည်းကိုလုပ်ငန်းရဲ့ design အတွက်ဆိုလို့ရှိရင်တော့ဒီလိုမျိုးပြောပြတာကတော့အဆင်ပြေတယ်နောက်ထပ်နံပါတ်၄အချက် comparison designer တွေကတော့နင်ခုနပြောခဲ့လိုမျိုးတယောက်နဲ့တယောက်ကမတူတချို့က scale ရှိရ experience နဲ့တဲ့ experience များရဲ့ scale ကတော့တိတ်ပြီးတော့ဘယ်လိုပြောမလဲကိုယ်စိတ်တိုင်းချဖြစ်မှာပေါ့နော်ဥပမာကိုကတသိန်းတန်ကိုအပ်ပြီးတော့330တန်လိုချင်နေလို့မရဘူး330တန်အပ်ပြီးတော့1000တန်လိုချင်လို့မရဘူးဒါကတော့ဥပမာပြောပြပါပေါ့တသိန်းတန်ပေးပြီးတော့330တန်ပုံမထွက်လို့ကွာသူတို့ဒီဇိုင်းတွေအောင်မှမင်းဒီတော့ပဲပေးရတယ်ဒီမှာကြည့်ထွက်လာကြည့်အောင်အပေါ်ရန်ကြည့်ပြီးတော့မရှင်စေချင်ဘူးနောက်တော့ဒီဇိုင်းတယောက်နဲ့ကလုပ်တဲ့ပုံစံချင်း process ချင်းမတူဘူးကွာဆိုတော့သူများဒီဇိုင်းကိုလည်းအပေါ်ရန်ကြည့်ပြီးတော့ဆုံးဖြတ်လို့မရတဲ့ပြင်ကိုအပ်ထားတဲ့ဒီဇိုင်းကိုလည်းပိုကောင်းစေခြင်းပိုပြီးတော့ဘယ်လိုပြောမလဲ instruction ပေးရမယ်နောက်တော့ designer ဆွဲတဲ့ process မှာပို့လွယ်အောင်ကိုကကူညီပေးရမယ် design အပ်လိုက်ပြီးပြီးမပြီးသေးဘူးကိုအပ်ထားတဲ့ design ကိုတာဝန်ယူပြီးတော့ကြည့်ပေးရမယ်ပုံစံမထွက်လာတဲ့အခါကျမှသူများဥစ္စာနဲ့ရှင်းနေလို့မရဘူးပေါ့နော်သူများလုပ်ငန်းတွေဘာလို့ design အရန်ကောင်းလဲဆွဲပြီးတဲ့ designer ကိုလေးလာကြည့်အလုပ်ရှင်ဘက်ကပေါ့နော် design အပ်တဲ့ပုံစံကိုသွားမိကြည့်အဲ့ဆိုလို့ရှိရင်သိရလိမ့်မယ် graphic designer တယောက်နဲ့တယောက်ကိုလည်းလိုက်နိုင်နေရလဲဟိုလုံးဝမကောင်းဘာမှလည်းအဆင်မပြေဘူးနိုင်လို့လည်းဘာမှမဖြစ်သွားဘူးဆိုပေမဲ့ကွာ mentally ရတော့သူတို့သိရမလားသူတို့စူးစမ်းလို့ကောင်းမှမလားဘာလားညာလားတော့ဖြစ်သွားမှာပေါ့အဲ့လိုမျိုးတော့ရှိမှာပေါ့ဆိုတော့အဲ့အားလေးရောရှိပါတယ်နောက်ဆုံးအနေနဲ့တော်တော်များများကြုံရတာဈေးစစ်တာဆိုတော့ဈေးစစ်တာမကောင်းလားဆိုတော့ကောင်းပါတယ်ဒါမဲ့အခုကဟင်းသီးဟင်းရွက်ဝင်နေရမဟုတ်ဘူးလေဆိုတော့ခုန Nick ပြောခဲ့လို့တသိန်းနဲ့လေးအပ်ပြီးတော့330တန်လိုချင်လို့မရအောင်330တန်လိုချင်330တန်ကိုသွားအပ်နော် graphic designer တော်တော်များများသူတို့ရဲ့လက်ရပေါ်မှာသူတို့ယုံကြည်လို့သူတို့ဒီဈေးတောင်းတာ10သိန်းမှာ1000စစ်တာဟာပြတ်နာမရှိပေမဲ့တသိန်းမှာ9000နဲ့စစ်တာကတော့တော်တော်လေးကိုပြတ်နာဖြစ်သွားပြီဆိုတော့ဟိုဘယ်လိုပြောမလဲဘယ် designer မှသူတို့လက်ရကိုမယုံလို့ဟိုဘယ်လိုပြောမလဲဒီလောက်အများကြီးတောင်းနေမှာမဟုတ်အားလုံးကသူ့လက်ရသူယုံလို့ဈေးကိုဒီလောက်တောင်းတယ်ဆိုတော့ကိုအပ်တဲ့ designer ကိုယုံကြည်ရဲကိုကလည်းပတ်စံတက်နိုင်တယ်ဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲဈေးတော့မစစ်ချင်ဘူးပေါ့နော်စစ်ရင်ကျွန်တော်ခုနပြောလို့ဘယ်လိုပြောမလဲ10သိန်းနဲ့မှာ1000လောက်ပေါ့နော်သိရမလားစစ်တာကတော့အဆင်ပြေတယ်10သိန်းနဲ့မှာ9000လောက်စစ်တာတော့အဆင်ပြေဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲလို့ဒီဘယ်လိုပြောမလဲကို run လုပ်ချင်အမှန်တကယ်ဒါ run လုပ်ချင်နေရပါဆိုတော့ကိုနဲ့ပေါ့နော်အဖြစ်တူတဲ့ designer တွေလည်းရှိကြမယ်အဖြစ်မတူဘဲနဲ့ပေါ့နော်အခုမှ design စဝင်နဲ့design လောက်ကလည်းစဝင်မဲ့သူတွေလည်းရှိကြမယ်ပေါ့နော်ဆိုတော့အဲ့လိုလူတွေနဲ့ဒီဗီဒီယိုလေးကိုပေါ့နော်
စိတ်တစ်ပိုင်းကနေကြည့်ပေးလို့လည်းကျေးဇူးအရန်တင်ပါတယ်နောက်ဆုံးထပ်ပြောချင်တာကတော့ကျွန်တော်ကအရန်တက်တဲ့ graphic designer လားမဟုတ်ပါဘူးဒါပေမဲ့ခုနအချက်တွေကိုကျွန်တော် graphic design ဆွဲပါတယ်အရန်တော့ရ graphic designer လားမဟုတ်ပါဘူးဒါပေမဲ့ graphic designer တယောက်ပါပဲဒါပေမဲ့အရန်တော့လားမဟုတ်ပါ